မင်္ဂလာပါဖိုတိုဘာမကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဓာတ်ပုံဆရာတယောက်အတွက်ပေါ့နော်ကိုယ့်ရဲ့ photography career မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ studio လုပ်ငန်းမှာပဲဖြစ်ဖြစ်ပေါ့နော်အောင်မြင်မှုရမလားမရဘူးလားဆိုတော့ဒီအဆုံးဖြတ်ချက်ပေးတဲ့အချက်တွေကိုဒီဖျားဟောတဲ့ဒီအဓိပတိ၄ပါးဆိုတဲ့ဒီတရားနဲ့ပေါ့နော်ကျွန်တော်နှိုင်းယှဉ်ပြီးတော့မှသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့အဓိပတိတရား၄ပါးပါလဲပေါ့နော်တကယ်အားလုံးလည်းကြားဘူးမှာပါဆိုတော့သန္တာဓိပတိဝိရိယဓိပတိစိတ်ဓာဓိပတိဝိမာန်တာဓိပတိဆိုတော့မှကျွန်တော်ဓိပတိတရား၄ပါးရှိတယ်ဒီ၄ပါးဆိုလို့ရှိရင်ဘာပဲလုပ်လို့လောကီပဲလုပ်လို့လောကုတ္တရာပဲလုပ်လို့ဘာပဲဘယ်လိုကိစ္စမျိုးပဲလုပ်လို့ပေါ့နော်ဒီ၄ပါးသာအဆောင်ပေါ့နော်အောင်မြင်ဖို့အတွက်ဂျာနုမြင့်တည်ကြတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းတရားကြီးတွေကိုကဲပေါ့နော်ဟိုအသုံးတဲ့ပါမလားပေါ့ဒီနေ့ခေတ်မှာကိုကဟာဒါဟိုဒီနေ့ခေတ်မှာဓာတ်ပုံရိုက်နေတာအဲဆိုတော့ဒီတရားတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကသိရမလားဟိုရှေးတုန်းကဟိုလုပ်ခဲ့တာပေါ့ပေါ်ခဲ့တဲ့ဟာတွေဆိုတော့အသုံးတဲ့ပါအောင်မလားပေါ့ဒါခစ်မိပါအောင်မလားဆိုတော့ဟိုထူးဆန်းအံ့ဩစွာပဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီနေ့ခေတ်ဒီ project cycle management ဒါဥပမာပြောရလို့ရှိရင်ဒီရဲ့ဒီ cycle မှာရှိတဲ့ဒီအဆင့်တွေနဲ့သဘောတရားချင်းကအတူတူပဲဖြစ်နေပါတော့ဒီကျွန်တော်တို့ကကိစ္စတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်စနစ်ကြအောင်ဆိုလို့ရှိရင်အောင်မြင်မှုရအောင်ဆိုလို့ရှိရင်ဒီလိုအဆင့်မျိုးတွေနဲ့ဒီနေ့ခေတ်မှာဒီလိုမျိုးလုပ်ကြတယ်နော်ဘာပဲလုပ်လို့ကျွန်တော်တို့ project တွေဒါ NGO project တွေပဲဖြစ်ဖြစ်ဒါ company project တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကအောင်မြင်မှုအများဆုံးသိကြနေလို့ရှိရင်ဒီလိုမျိုးအဆင့်အနေနဲ့သွားကြရပေါ့နော် initiation planning execution and closing ဆိုပြီးမှသွားကြတယ်ဒီလိုအဆင့်အနေနဲ့ကျွန်တော်စနစ်တကျသွားကြတာပဲပေါ့နော်ဆိုတော့ဒီရဲ့အခုကျွန်တော်ပြောမယ့်အဆင့်တွေကလည်းဒီအဆင့်နဲ့သဘောတရားချင်းအတူတူတွေဖြစ်ပါတယ်တကယ်တော့ဒီအဆင့်တွေကိုစစ်ဆေးကြည့်မယ်ဆိုရင်တော့မိတ်ဆွေရဲ့ဒီကိုယ့်ရဲ့ career ဟာအောင်မြင်မှုရမလားမရနိုင်ဘူးလားဆိုတော့အကြံဉာဏ်အဖြစ်တော့ကျွန်တော်တို့ခံမှန်းလို့ရတာမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့တော့ဘာလဲကြည့်အောင်ပေါ့နော်အဆင့်1စန္ဒာဓိပတိစန္ဒာဓိပတိဆိုတာကတော့စန္ဒာရှိရမယ်ချင်းစိတ်ရှိရမယ်ပေါ့နော် goal ပေါ့ဒီဟိုဟာနဲ့ပြောမယ်ဆိုရင်တော့ဒါ goal setting ရှိရမယ် goal setting မျိုးဒါလူတိုင်းကြားတယ်ငါမှလည်းရှိတာပဲပေါ့နော်ဓာတ်ပုံဆရာဖြစ်ချင်တယ်ဒါဘာဖြစ်ချင်တာဓာတ်ပုံဆရာဖြစ်ချင်တယ်ဟုတ်ပြီဓာတ်ပုံဆရာဖြစ်ချင်တာဟုတ်အဲ့တော့ဓာတ်ပုံဆရာဆိုတာအင်မတန်ကျေပြန့်တယ်ဓာတ်ပုံလောကဟာလည်းအင်မတန်ကျေပြန့်တယ်ပေါ့နော်ဆိုတော့ဓာတ်ပုံရိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့landscape ရိုက်တာရှိတယ် portrait ရိုက်တာရှိတယ် portrait ကိုမှကဏ္ဍတွေကိုအများကြီးပဲကျွန်တော်တို့ပြောမယ်ဆိုရင်မကုန်နိုင်လောက်အောင်ရှိတယ်ဆိုတော့ဓာတ်ပုံဆရာဖြစ်ချင်တယ်ဆိုတာနဲ့ကျွန်တော်တို့ကမလုံလောက်ပါဘူးဆိုတော့ပို့ပြီးတော့မှကျွန်တော်တို့ကအောင်မြင်မှုရဖို့ဆိုလို့ရှိရင်ကိုကဘယ်လိုဓာတ်ပုံဆရာဖြစ်ချင်တာလဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကမိကွန်းပြန်ပြီးဘယ်လိုမျိုးဓာတ်ပုံဆရာမျိုးဖြစ်ချင်တာလဲဟုတ်ပြီစတူဒီယိုထောင်ချင်တယ်ဆိုလို့ကျွန်တော်ကိုကဘယ်လိုစတူဒီယိုမျိုးထောင်ချင်တာဟုတ်ပြီအဲ့တော့လုပ်လို့ရတဲ့ဟာတွေကအများကြီးပဲရှိရပေါ့နော်ဆိုတော့တိတိကျကျကိုကဘယ်လိုပုံစံမျိုးပုံရိပ်မျိုးတွေဖန်တီးချင်တာလဲကို customer တွေကဘယ်လိုမျိုး customer တွေကိုက service ပေးချင်တာလဲဟုတ်ပြီဘယ်လောက်တွေကိုကတောင်းချင်တာလဲဟုတ်ပြီဘယ်လိုဟို unique ဖြစ်တဲ့ပုံစံတွေနဲ့ကိုကနေပြီးမှတင်ဆက်မယ်ဘယ်လို marketing တွေဘယ်လိုလုပ်မလဲဘယ်လိုမျိုး service တွေပေးမလဲပေါ့ဆိုတော့ဒါတွေကစအသေးစိတ်ကိုကနေပြီးမှတိတိကျကျဒါ define လုပ်ထားမယ်လို့ရှိရင်ပူပြီးမှဒါဟိုဖြစ်တယ်ပေါ့နော်ပူပြီးမှကောင်းတယ်ပေါ့ဆိုတော့shooting တစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်းကဲဟုတ်ပြီကဲ nick ကတော်တော်များတွေ့ကြကဲဟုတ်ပြီဓာတ်ပုံရိုက်သွားမယ်ကဲဟုတ်ပြီအဲ့ဆိုကဲဘယ်လိုသီးမျိုးနဲ့ရိုက်မှာတော့ဟို shooting plan ကဟောလို့ပေါ့ဟာကြုတ်ကြက်လိကြည့်ကြက်လို့သိရမလားဟိုရောက်မှနောင်ကလာနောင်စည်းပေါ့နော်ဟိုခွေဟိုတက်နဲ့လော်ဒီခွေဒီတက်နဲ့လော်ဟဲ့လားငါမြင့်ငါဆိုင်စကိုင်းရောက်ငါလီငါထိုးဘကိုးရောက်စိုးနေရပြောရင်ကုန်မှာမဟုတ်ဒါကဘာလို့ဆိုတော့ကျွန်တော်တို့ planning မရှိတဲ့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံသားတွေရဲ့ဒီအလေးထားမျိုးပေါ့နော်ဘာပဲလို့နောင်ကလာနောင်စည်းအဲ့လိုမျိုးပုံစံမျိုးလုပ်ကြတာပေါ့နော်ဆိုတော့တခါကြလို့ရှိရင်ဒီဖြစ်ချင်အဖြစ်မောင်ဘတ်ချစ်ကွာဆိုတာမျိုးတွေပါတယ်တကယ်တော့ဟိုဆရာကြီးမသိခါရဖြစ်ချင်အဖြစ်မောင်ဘတ်ချစ်ဆိုတာဒီသဘောမျိုးမဟုတ်ပါဘူးဒီခုဖြစ်ကြတဲ့ဆန်လုပ်တဲ့သဘောမျိုးပြောရမှာမဟုတ်သူကဆရာကြီးမသိခါတကယ်ဒီနောက်ခန်းမှာနောက်အချက်မှာပြောမယ်ဒီဟိုပါပေါ့နော်ဝိရိယဓိပတိတကယ်ဇွဲနှပဲနဲ့လုပ်တဲ့ဒီမစုံမနစ်လုပ်တဲ့ဟိုပါပေါ့နော်ဝိရိယအားထုတ်မှုအကြောင်းကိုသူကနေပြီးမှပုံဖော်ထားတဲ့အကြောင်းအရာဝတ္ထုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတလွဲသုံးမလို့ပေါ့နော်ဟိုဖြစ်ချင်တာဖြစ်ကွာသိရမလားဘလူးထွက်တယ်မြောက်ထွက်ဆိုပြီးမှဒီလိုမျိုးပေါ့နော်ရှူတင်ကျမ်းမှာပုံစူးပန်းစုဟလာဟိုလိုစမ်းကြည့်လိုက်ဟိုလိုကိုကွာဟိုလိုရိုက်ကြည့်လိုက်ဒီလိုရိုက်ကြည့်လိုက်မပြီးတော့ဘူးသိရမလားရှူတင်မြန်ဟိုကြာနေပဲပေါ့နော်ကိုယ့်ရဲ့စမ်းသက်ခံကြာနေမှာဒါတွေ့ရများတယ်ပြဿနာပေါ့ဆိုတော့ဟိုဧည့်သည်တွေနေနဲ့ဒါကိုစမ်းသက်ဖို့ပဲဒါပတ်စံပေးထားလို့ပေါ့နော်အဲ့တော့ဘာလဲဆိုကြတော့ရှူတင်တစ်ခုရိုက်မယ်ပဲဖြစ်ဖြစ်ဘာဖြစ်အောင်ဆိုကြတော့စန္ဒာဓိပတိကိုယ့်ရဲ့ vision ရှိရမယ်အရင်ဆုံး vision ဘယ်လိုမျိုးပုံမျိုးထွက်ရမယ်ဘယ်လိုမျိုးscene တွေပါရမယ်ဒါကိုကျွန်တော်တို့က define လုပ်ထားပြီးသားဖြစ်ရမယ်တကယ်ရိုက်တဲ့နေ့ကျတော့အဲ့ဒါကိုပဲကျွန်တော်တို့ကအမြန်ဆန်ဆုံးနဲ့အထီရောက်ဆုံးနဲ့တကယ်စိတ်အဖြစ်ဆုံးနဲ့ဒါကိုကျွန်တော်တို့က execute လုပ်ဖို့နိုင်မှုအရေးကြီးတာပေါ့နော်ဆိုတော့အဲ့တော့မိတ်ဆွေအနေနဲ့စန္ဒာဓိပတိဆိုတဲ့ဟ
ဟွာရှိပြီလားပေါ့နော် goal ရှိပြီလားပေါ့နော်အဲ့တော့စမ်းစစ်ကြည့်ပါကိုဘာဖြစ်ချင်တာဘယ်လိုဓာတ်ပုံဆရာမဖြစ်ချင်တာလဲဆိုတော့မသိသေးဘူးလို့ချင်းကျွန်တော်တင်တန်းသွားမတက်နဲ့ဘယ်တင်တန်းဆရာမှမိတ်ဆွေကိုဘာဖြစ်ချင်လဲဆိုတော့မသိသေးဘူးဆိုလို့ရှိရင်တင်တန်းဆရာဘာမှမတတ်နိုင်ဘူးတင်တန်းဆရာမကလို့တရားမင်းလည်းမတတ်နိုင်ပါဘူးခင်ဗျာတင်တန်းဆရာတွေကဘာပဲတတ်နိုင်လဲဆိုတော့ကိုဖြစ်ချင်တဲ့ဟာကိုဘယ်လိုမျိုးနီးလန်းနဲ့လုပ်ရမလဲဘယ်လိုနီးစနစ်တွေအသုံးပြုလဲကဘာမှာဘယ်လိုနီးစနစ်တွေအသုံးပြုလဲလက်တွေ့အခုမြေပြင်မှာဘယ်လိုမျိုးနီးစနစ်တွေတော့ငါတို့တော့သုံးတယ်ဆိုပြီးမှဒါမျိုးပဲသင်ပေးနေတာဖြစ်ပါတယ်မိတ်ဆွေဘာဖြစ်ရမလဲဘာလုပ်ရမလဲဆိုတာဟာကျွန်တော်ကိုယ့်ညင်နေလာတာဖြစ်ပါတယ်ဆိုတော့ကိုဘာဖြစ်ချင်တာလဲအဲ့ဒါကိုရှာဖွေပါအဲ့တော့ဒုတိယအချက်ပေါ့နော်ဝိရိယ activity ပေါ့နော်ဝိရိယ activity ကတော့ကျွန်တော်တို့ဝိရိယ၃မျိုးရှိရဲတဲ့ဟဲ့လားဒါမလုတ်ခင်လှုပ်စဉ်လှုပ်ပြီးပေါ့နော်ဒီအဲ့ဒီအဆင့်တွေတိုင်းမှာကျွန်တော်တို့အားကျိုးမှန်တဲ့သိရမလားကိုတက်နိုင်တယ်များအကောင်းဆုံးဖြစ်အောင်အားစိုက်ပြီးတော့လှုပ်တာဟုတ်လှုပ်တက်တဲ့အလေးကျင့်ပေါ့နော်ဆိုတော့မရိုက်ခင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုပုံစံမျိုးရိုက်မလဲကိုကနေပြောပါပေါ့နော် lighting composition အကုန်လုံးပေါ့နော် props တွေထားမယ်ဘယ်လိုမျိုးပဲနေရာမှာဘယ်လိုအချိန်မှာဘယ်လိုရိုက်မယ်ဒါတွေကဆိုကျွန်တော်တို့အသေးသေးတတ်မှတ်ပါပေါ့နော်ဆိုတော့ဖြစ်တတ်ကြတော်တော်များများပါအောင်ဆိုတော့ရှူတင်ရောက်ပြီဆိုကျွန်မတိုင်နေပတ်ဟာဟိုလိုရိုက်ကြည့်ဒီလိုရိုက်ကြည့်ကုန်းကွက်ကွက်နဲ့ဟိုမှာဧည့်သည်ကထမင်းစားနေပြီလူမျိုးတွေကျွန်တော်တွေ့ရများပါပေါ့နော်ပြီးတော့ပုံကတော့မစိုးပါဘူးလှပါတယ်မျိုးကလည်းဟိုဧည့်သည်ကရှုံမဲ့ပြီးမှသိရမလားပင်ပန်းလာပြီဒါကြီးလည်းမသိဘူးပေါ့နော်ဟလာဓာတ်ပုံလည်းရိုက်ပြီးရောစေးုံလည်းတက်ရရောဟလာအဲ့တော့ slide တွေပါချိတ်ရောဒီလိုတွေပါတော့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဟိုပါပေါ့နော်ဒီကြိုတင်ပြင်ဆင်မှုပိုင်းမှာအားနေတာပေါ့တက်နိုင်တဲ့များကြိုတင်ပြင်ဆင်ပါဘယ်လိုမျိုးရိုက်မဲပေါ့အဲ့တော့ဒါရိုက်တဲ့နေ့ဆိုတာကတကယ်တမ်းကျတော့ဒါကိုပလန်ထားတဲ့ဟာအတိုင်းတော့ပဲသူကဘယ်လိုပြောမလဲအမြန်ဆန်ဆုံးနဲ့စေးဖြစ်ဆုံးနဲ့အထီရောက်ဆုံးနီးလန်းနဲ့ကျွန်တော်တို့ကprofessional ကြအေးအေးဆေးဆေးနဲ့ဒါဟိုဟာလို့ကအကောင့်ထဲပေါ်ရတာမျိုးပဲပေါ့နော်ဆိုတော့ရိုက်တဲ့နေ့ကြလို့ရှိရင်ဟလာဒါဘာနဲ့တူလဲဆိုတော့ထားတော့မိတ်ဆွေကနေပြီးမှအကရွှေကုံဖျားသွားမယ်ဆိုပြီးမှဒါ destination ကိုထောက်လိုက်တယ်ဒါကိုရကျင်တဲ့ဟာထောက်ပြီးသွားလို့ရှိရင်အဲ့ဒီလမ်းကြောင်းတိုင်းတော့ပဲဟိုစေးဖြစ်အောင်မောင်းတော့ဟိုလူတိုင်းမတိုင်အောင်ရပြီတည်ရမလားနောက်ကလူပါလာတဲ့ passenger ဟိုဟာဖြစ်လာအောင်တောင်းတရှိပြီးမှဟလာဂုံးတိကရှိသွားနဲ့စိတ်အေးလက်ချမ်းသာသွားနဲ့တည်ရမလားအဲ့ဒီရဲ့ရွှေကုံဖျားကိုအမြန်ဆုံးတည်ရမလားရောက်တော့ရောက်ပါတယ်တည်ရမလားမရောက်နိုင်တော့ဘူးတရေးတမောကိုမှအိတ်လို့ဟဲ့ဒီလိုမျိုးလည်းမဟုတ်ဘူးအဲ့တော့ကျတော့ဟိုတအားကြီးတည်ရမလားဟို rush ဖြစ်ပြီးမှတည်ရမလားပြာတွေခတ်ပြီးမှဇက်ပြာဒီလိုလည်းမဟုတ်ဘူးတကယ်ကိုကောင်းမွန်တဲ့အတွေ့အကြုံနဲ့ professional ကြပြီးသွားဖို့ဆိုလို့ရှိရင်မိတ်ဆွေက planning ကောင်းလုပ်ခဲ့မှရမယ်အဲ့ဒီ plan တိုင်းသားကိုပဲပျော်ပျော်ပါးပါးနဲ့စိတ်အေးလက်အေးနဲ့အဲ့ဒီနေ့မှာအကောင့်နဲ့ဖော်ပါဟုတ်ပါပြီဒါကတော့ဒါလုပ်စင်မှာပေါ့နော် execution လုပ်တဲ့အချိန်မှာအားထုတ်ရမယ်ဟိုပါပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်လည်းကိုတက်မှတ်ထားတဲ့ဟာအတိုင်းသားကိုပဲ standard ကိုရအောင်ဒါကိုတခြားလေးဟိုဖြစ်ပါတော့ဒါ shooting တစ်ခုနဲ့ပတ်သက်ပြီးတော့မှဒါဝရိယထားရမယ်ဝရိယပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီလုပ်ငန်းမှာကိုယ့်ရဲ့ဒီ career မှာဆိုလို့ရှိရင်ရောကဲကိုကဒီချပြခြင်းနဲ့လုပ်တစ်ခုရှိခဲ့ဘူးတယ်အဲ့ဒါကိုသွားချပြဖို့ကြိုးစားရတယ်ပေါ့နော်ကြိုးစားတဲ့အခါမှာဒါကြလို့ချင်းခက်ခဲတွေရှိမှာပဲကျွန်တော်အကြောင်းအားကြောင့်သိရမလားကိုမလုံနိုင်ငလိုက်တဲ့ပုံစံမျိုးတွေရှိမှာပဲအင်တော့မှာပဲဖြစ်အော်တော့မှာဖြစ်ကိုစမ်းပြီးရိုက်ကြည့်တယ်အစင်မပြေဖြစ်တယ်ရှိတယ်ပေါ့နော်ဆိုတော့အစင်မပြေလည်းမကြီးထပ်ပြီးတော့မှနောက်တစ်မျိုးထပ်နောက်တစ်ချိန်ထပ်ပြီးတော့မှ try ရမှာပဲပေါ့နော်အချိန်ချင်းကြိုးစားမှာဝရိယဆိုတဲ့သဘောတရားဘာလဲဆိုတော့ဘာမှမတားနိုင်ဘူးမရရအောင်လုပ်မှာမရရအောင်လုပ်မှာအဲ့ဒီဟာပေါ့နော်သိရမလားအချိန်ချင်းလုပ်မှာဆိုတော့ကျတော့ Edison တို့ဆိုရင်ဒါဘယ်လောက်အချိန်ဘယ်လောက်တော့အဲဆိုတော့အချိန်ပေါင်းများစွာဒါဒီစမ်းသပ်မှုကိုလုပ်ရတာပဲပေါ့နော်ဆိုတော့ကျတော့အချိန်ဟိုရှုံးလဲဒါကိုဆက်ပြီးမှစမ်းသပ်မှာပဲဒါကိုဆက်ပြီးမှလုပ်မှာပဲနော်အဲ့ဒီဟာအောင်မြင်ပြီဆိုရင်အဲ့ဒီအောင်မြင်တဲ့ဟာကိုပဲ product ကိုပဲ customer ကို service ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျတော့ဝရိယနော်ဝရိယအားကောင်းတယ်ပေါ့နော်ဆိုတော့ကျတော့ဝရိယအားကောင်းတယ်ဒါပြင်ဆင်တဲ့ဘိုင်းနေအောင်လုပ်တဲ့ဘိုင်းပေါ့နော်ဆိုတော့ကဲရှူတင်နောက်ကြဘူးလား9နာရီချိန်ထားတယ်9နာရီခွဲမှရောက်တယ်ဖြစ်ဘူးလားဆိုတော့ customer ထိုင်ဆောင်လို့ဟိုရောက်ပြီဆိုတော့ကျတော့မှဟာဟိုကားကြက်လို့ဟိုဆိုင်ကယ်ဘိန်းပေါက်လို့အဲ့လိုမျိုးစင်ကြီးပေးဘူးလားအဲ့ဆိုရင်မိတ်ဆွေဒါဝရိယအားနေတဲ့ဒါဟိုဟာတွေပဲပေါ့နော်လက္ခဏာတွေပဲပေါ့နော်ဆိုတော့ပုံပို့ရမယ်တစ်ပတ်အတွင်းပုံပို့ရမယ်ဟတ်တစ်ပြက်သွားလို့ဗိုင်းနာကြိုက်သွားလို့မီးပြက်နေလို့လိုင်းမကောင်းလို့စင်ကြီးပေးဘူးလားဆိုတော့စင်ကြီးပေးဘူးရဆိုလို့ရှိရင်မိတ်ဆွေဒါကဘာလဲဆိုတော့ဝရိယအားနေတဲ့ဟိုဟာပဲဖြစ်ပါတယ်လက္ခဏာပဲဖြစ်ပါတယ်ဆိုတော့ကျတော့ဘလို့စင်ကြီးတွေပဲပေးနေတယ်ဖြစ်စီဒါ customer တွေကနားလဲပါတယ်ဘာလို့ဆိုတော့ဟိုဒါစင်ကြီးပေးနေရမယ်ဆိုတာလူတိုင်းလည်းသိပါတယ်ဆိုတော့ကျတော့ဟိုနောက်ကျတယ်ဆိုလို့ရှိရင်ဟိုစင်ကြီးမပေးပါနဲ့စင်ကြီးမပေးဘဲနဲ့ငါဝရိယအားနေတယ်ပေါ့နော်ဝရိယအားနေဆိုလို့ရှိရင်ဝရိယအားနေဆိုရင်အောင်မြင်ဖို့အတွက်အလန့်ဝှက်လိုက်မယ်အဲ့တော့ဝရိယ
အားဆိုင်ပို့ပြီးတော့မှအားဆိုင်ရမယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကသတိကပ်စေချင်ပါတယ်ဆိုတော့ဝရိယအားနေမယ်ဆိုရင်ကတော့မိတ်ဆွေအရာနောက်ကျနေမှာပဲဖြစ်ပါတယ်နံပါတ်3ညဆိုရင်စိတ်ဓာတ် activity စိတ်ဓာတ် activity ကတော့သူက focus အကြောင်းပဲဖြစ်ပါတယ် focus ပေါ့နော် focus ဆိုတာကျွန်တော် focus နဲ့ပတ်သက်ပြီးတော့မှဒီအနောက်ကဆရာကြီးတယောက်ပြောခဲ့ဘူးတော့ကျွန်တော်မှတ်မိတယ်ဗာလဲဆိုတော့ shooting ရောက်ရင်တဲ့ဟိုကို focus မလုပ်ခင်ပါဒီကင်မရာကို focus မလုပ်ခင်ပါကိုအရင် focus လုပ်ပါနော်ကိုအရင် focus လုပ်မှအဲ့ဒါ focus လုပ်ဖို့ဆိုတာကိုသိရမလားပဲများနေဖို့ပြောမှာမဟုတ် focus လုပ်ဖို့ဆိုတာကိုဘာဖြစ်ချင်တာလဲဘာ plan လုပ်ခဲ့တာလဲအဲ့ဒါကိုမှတီချာလေးတည်ငြိမ်နဲ့ပေါ့နော်အဲ့ဒါကိုအရင်တစ်ခါကျလို့ရှိရင်ဓာတ်ပုံရိုက်တဲ့ဆိုတာပြန်တောက်သွားတယ်အကြောင်းမျိုးကြောင့်ပေါ့သိရမလားဆုံးဖြတ်ချက် decision fatigue ဖြစ်သွားပြီးမှပြန်ခတ်သွားမျိုးရှိတယ်ဆိုတော့ပြန်သွားပြီလို့ရှိရင်ဘာဖြစ်မှာဆိုတော့ slow down and focus အဲ့တော့ focus ပြန်လုပ်မယ် focus ပြန်လုပ်ပြီးမှငါလိုချင်တာကဘာလဲအခုငါတတ်မှတ်ထားတဲ့နာဟွဲ့လားအဲ့တော့ဟိုကြည့်မယ်တင်ပါတခြားစိတ်အေးလက်အေးနဲ့ monitor လုပ်မယ် professional ကြလုပ်မယ်ပေါ့နော်ဒါကတော့ဟိုအတွင်းမှာshooting အတွင်းမှာထားရမယ် focus ပေါ့နော်ထို့အတူပဲကိုယ့်ရဲ့ဒီဟိုလုပ်ငန်းနဲ့ပတ်သက်တဲ့ဒါကိုယ့်ရဲ့ personal brand နဲ့ဖြစ်ဖြစ် business brand နဲ့ဖြစ်ဖြစ်ဒါကိုကနေပြီးမှ focus လုပ်ရမယ့်အရာတွေရှိတယ် focus မလုပ်ရမယ့်အရာတွေရှိတယ်ဆိုတော့ကျတော့ကိုချပြခြင်းတဲ့ပုံစံရှိတယ်အဲ့တော့ဒီချပြခြင်းတဲ့ပုံစံကိုပဲကိုကချပြနေတာဟုတ်လားပေါ့ဆိုတော့အဲ့ဒီရဲ့ဟိုဟာကိုတချို့ကဘာဖြစ်တာတော့ဆိုတော့သူများလုံရင်လိုက်လို့ချင်တယ်ဟောသူများဟိုလိုလေးရတယ်ဟိုလိုလေးဆိုပြီးလိုက်လို့တာဒီလိုလေးဆိုဒီလိုလေးလိုက်လို့ကြပါဘောနော်သိရမလားအပြိုင်အားကြမခံဆိုတော့ကြားတော့ဘာဖြစ်လို့ဆိုတော့ကိုပုံစံပြောက်တာအဲ့တော့ကိုစီကိုမှကြိုက်လို့လာတဲ့သူဆိုတာမရှိတော့ဘူးဒါလမ်းကြုံလို့သိရမလားဟိုဈေးချောင်းလို့သိရမလားဟို promotion အဲ့လိုကြမှာပဲလာရိုက်တော့ကိုဆိုပြီးမှအသေးသွဲလာရိုက်တာမရှိတော့အဲ့တော့ကျတော့ဘာလို့မှဆို focus လုပ်ပါကိုရဲ့ပုံစံကို focus လုပ်ပါအဲ့တော့ကိုပုံစံ unique ဖြစ်တဲ့ကိုရဲ့ signature ကို focus လုပ်မယ် shooting ရိုက်နေတဲ့အချိန်မှာလို့ရှိရင်ကို plan ခဲ့တဲ့ကိုရဲ့ဒီ pre-production မှာ plan လုပ်ခဲ့တဲ့ဒီ plan တိုင်းသားပဲတခြား focus လုပ်ပြီးတော့မှအဲ့ဒီ plan တိုင်းသားပဲဟုတ်လားမဟုတ်လားဆိုတာကိုပဲကောင်းကောင်း monitor လုပ်ပြီးတော့မှဟွာလုပ်ပါပေါ့နော် execute လုပ်ပါဆိုတော့ကျွန်တော်တို့ programming ရေးတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါဟွာရှိရပေါ့နော် mode နှစ်ခုရှိတယ်ဘာလို့ဆို plan mode ရယ်ဟွာ mode ရယ်ဆိုပြီးမှ coding mode ရယ်ဆိုပြီးရှိတယ်ဒီဟွာမှာ software တွေမှာနောက်ပိုင်း software မှာရှိတော့ဆိုတော့ plan mode မှာဆိုရင်ဘာလို့တုံးဆိုတော့ဒီဟွာက software ကပို့ပြီးမှဒီဟွာတွေပို့သုံးတယ် thinking ဒီဟွာတွေပေါ့နော် thinking power တွေပို့ပြီးသုံးတယ်ဒါအရန် think လုပ်ဘယ်ဟာအကောင်းဆုံးလဲဘယ်ကုတ်နဲ့ဘယ်ဟာဘယ်လိုဒီခုအနေထားနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုး logic တွေသုံးတာပိုကောင်းတယ်ဆိုပြီးအဲ့ဒီဟာတွေကို तू ကအကုန်လုံးကိုပြန် plan ကိုတခြားရေးတာ technical stack တွေသိရမလား back end ပါတော့ front end ပါတော့ဒါတွေကို तू ကဥနော်လားဒါပေမဲ့တကယ်ကိုရေးတဲ့ခါကျတော့အဲ့လောက်ကောင်းတဲ့ဟိုဟာမလို့တော့ဘူးအဲ့လောက်ကောင်းတဲ့ model မလို့တော့ဘူးကိုရေးတဲ့ခါကျတော့တကယ်အဲ့လိုမျိုးဟာဆိုလို့ရှိရင်မပြီးတော့ဘူးအဲ့ဒါဆိုရင်2ညလောက်စက်တိုက်အဲ့လိုမျိုးရေးနေတော့မဟုတ်ဘူးဟိုကျတော့ကိုရေးတဲ့နေ့ကျတော့တကယ်အဲ့ plan ကိုပဲအမြန်ဆန်ဆုံးနဲ့ efficient ဖြစ်ဆုံးမိနစ်ပိုင်းတွင်မှာစက္ကန့်ပိုင်းတွင်မှာဟိုလုံနိုင်မဲ့မဟုတ်ပြောင်းပုံမှာ coding မဟုတ်ပြောင်းပြီးတော့ဒါမှပို့ပြီး efficient ဖြစ်တာပေါ့ပြောချင်တာကဘာလဲဆိုတော့ဒီရဲ့ရိုက်နေတဲ့ချိန်မှာကျွန်တော်တို့ကအစကိုတတ်မှတ်ခဲ့တဲ့ plan တိုင်းနာဟုတ်နေရလားဆိုတာကို monitor လုပ်လောက်တဲ့ဒီကြိုးချောင်းစင်ဟိုဟာမှုပေါ့နော်thinking process လောက်ရှိရအဲ့ shooting မှာမှသိရမလားမေးဆိုဟိုဟာကြီးမျက်နှာကြီးရှုံးပြီးမှသိရမလားဟိုဦးနောက်တွေစား brain တွေဆိုဒါဆိုလို့ရှိရင်အရန်ရုပ်ပေါက်တယ်ပေါ့နော်ဆိုတော့ဟို execution ပေါ့နော်ဒီဟိုဟာဒီမှာဒီစိတ်ဓာတ် activity ဟိုမှာပေါ့နော် focus လုပ်ပါဘာကို focus လုပ်ရမလဲဆိုတော့ကျွန်တော်တို့လုပ်နိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအောင်မြင်မှာဖြစ်ပါတယ်ဝိမာန်တာ activity ကတော့ဒါကတော့ပညာနဲ့ဆိုင်လာပြီပေါ့နော်ဟုတ်ပြီအဲ့တော့ပညာဆိုလို့ရှိရင်ကဲဘာပညာကြီးတက်ရမလဲပေါ့ဆိုတော့ပညာရက်တွေကတော့အများကြီးပဲပေါ့နော်ဒီအကြံဉာဏ်ပဲဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံဆရာကြီးအတွက်ဆိုလို့ရှိရင်ကျွန်တော်ဟိုဓာတ်ပုံဆရာကြီးတက်တင်ထိုက်တဲ့ပညာရက်တွေဆိုပြီးမှအထာရတပညာရက်ဆိုပြီး၄မျိုးကိုကျွန်တော်ဗီဒီယိုရိုက်ထားပြီးသားရှိရပေါ့နော်အဲ့မှာလည်းအသေးစိတ်ပါလိုက်မှာဒါပေမဲ့ဒီမှာပေါ့နော်ပညာရက်ဆိုတဲ့နေရာမှာကိုကဒီ photography service ပေးတာဖြစ်တဲ့အကြောင်း photography နဲ့ပတ်သက်လို့ရှိရင်ဒီ service နဲ့ပတ်သက်လို့ရှိရင်ကိုကဆရာတဆူဖြစ်ပြီလားပေါ့ဆိုတော့ရုပ်ရှင်မှာပဲဖြစ်ဓာတ်ပုံမှာပဲဖြစ်ကျွန်တော်တို့အနုပညာဖြစ်တဲ့ကြောင့်မလို့တတ်မှတ်ထားတဲ့စံချိန်စံနှုန်းလေးတွေ standard လေးတွေကတော့ဒါအများသဘောတူထားတဲ့ဟာတွေပေါ့ဗျာရှိတယ်ပေါ့အဲဆိုတော့ရုပ်ရှင်မှာဆိုလို့ချင်းတရေကားဆိုတရေကားလို့ရိုက်ရတယ်အချစ်ကားဆိုချစ်ကားလို့ရိုက်ရတယ်ဟဲ့လားရာဇဝင်ကားဆိုရာဇဝင်ကားကာလာထွက်အောင်ရိုက်ရတယ်အဲဆိုတော့ဓာတ်ပုံမှာလည်းအဲ့ဒီတိုင်းသားပဲပေါ့နော်ကျွန်တော်တို့ပေါ့ပါပုံစံလေးဆိုပေါ့ပါလွတ်လေးထွက်အောင်ရိုက်ရတဲ့နည်းပညာတွေ technique တွေရှိတယ်ဆိုတော့
romantic ဆို romantic ပုံစံထွက်အောင်ရရမျိုးလေးရှိတယ်အပြင် outdoor ဆို outdoor ပုံစံရရတယ် indoor ဆို indoor ပုံစံရရတယ်ရှိတယ်ဆိုတော့ရိုးရာဆိုရိုးရာပုံစံဟာလာအနောက်တိုင်းဆိုအနောက်တိုင်းပုံစံအရှေ့တိုင်းဆိုအရှေ့တိုင်းလွတ်ဒါမျိုးလေးရှိရပေါ့နော်ဆိုတော့make up မျိုးဆိုလို့ရှိရင်လည်းသူ့လွတ်လေးနဲ့သူရှိရပေါ့ဗျာသိမလားထိုင်းဆိုထိုင်းလွတ်ကဘယ်လိုရှိရမလဲ Vietnam လွတ်ကဘယ်လိုရှိရမလဲဓာတ်ပုံမှာလည်းအဲ့ဒီတိုင်းသားပဲရှိရသူ့ရဲ့သတ်မှတ်ချက်လေးရှိပါတော့ဆိုတော့ကိုကရောအဲ့ဒီလိုမျိုးပေါ့နော်တကယ်ပိန်မီတောင်းမီစံချိန်စံညွှန်းမီအောင်ကိုကနေပြီးမှကိုယ့်ရဲ့ဟိုဟာကိုပညာပိုင်းကိုဝမ်းစာဖြည့်ထားဟုတ်လားဆိုတော့မပြည့်သေးဘူးဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးကိုကဖြစ်နေလားနေ့စဉ်ပုံမှန်လေ့လာနေလားသင်တန်းတက်ဖို့ပြောင်းဘူးသင်တန်းကဒါဟိုတက်ချင်တက်မတက်ချင်နေဘာမှဖြစ်ဘူးเนาะဒါပေမဲ့အရေးကြီးတာပါအောင်ဆိုတော့ learning continuous learning ဖြစ်နေရမယ်အနေတိုင်းပေါ့เนาะဘယ်ဟို website တွေဝင်ဖတ်တာဒါ YouTube တွေဝင်ကြည့်တာပေါ့เนาะဒီတကယ်လက်တွေ့ကဟိုဟာတွေမှာဝင်ပြီးတော့မှလေ့လာတာမျိုးတွေဒါမျိုးတွေရှိနေလားပေါ့เนาะဆိုတော့တကယ်လို့တချို့အပိုင်းနေဆိုလို့ရှိရင်လည်းဒါကိုမလုံနိုင်တဲ့အပိုင်းတွေရှိမယ်ပေါ့ကိုမလုံနိုင်တဲ့ပိုင်းထားပါတော့ marketing တို့ financing တို့ဒါဒီကိစ္စတွေကိုမလုံနိုင်ဘူးဆိုလို့ရှိရင်လည်းသက်ဆိုင်ရာ expert တွေကိုကိုကနေမှာနေရာချပေးထားရလားပေါ့ဆိုတော့ဒီရဲ့ဒါပညာ DPT ပေါ့နော်ဆိုတော့ပညာ DPT မှာဆိုလို့ရှိရင်လည်းကိုကနေမှာဒါလေးတွေကိုလုံနေလားဟိုက expert level ဖြစ်နေပြီလားပေါ့နော်ဆိုတော့စစ်စစ်ကြည့်ပါကဲအဲ့တော့ဒီ DPT ၄ပါးနဲ့ပေါ့နော်ဘယ်လောက်ထိအောင်ကိုကနေပြီးမှပြည့်စုံနေပြီလဲပြည့်စုံနေပြီဆိုရင်တော့ဒါမိတ်ဆွေရပို့ပြီးတော့မှအောင်မြင်ဖို့အတွက်လာနာအများကြီးရှိမှာဖြစ်ပါတယ်ကဲဟုတ်ပါပြီကဲအဲ့တော့ကျွန်တော်မိတ်ဆွေဓာတ်ပုံဆရာများကိုလိုချင်တဲ့ရည်မှန်းချက်ကိုအမြန်ဆုံးရောက်နိုင်ဖို့အတွက်ကျွန်တော်ထောက်ကူဖြစ်ဖို့စီဖို့အတွက်ကျွန်တော်တင်ပြဆွေးနွေးပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်